စိတ်ကိုဆုံးမခြင်းသည်ချမ်းသာခြင်း၏အကြောင်းလို့တရားကောင်းစဉ်လေးပေးပြီးတော့ဟောနော်စိတ်ကိုဆုံးမခြင်းသည်ချမ်းသာခြင်း၏အကြောင်းနဲ့အဲ့တော့ဘုံဘုံတို့တွေစိတ်မချမ်းသာကြဘူးစိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနီးမှန်လမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနီးမှန်လမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းတယ်ဆိုတာဘာပြောတာတော့ဆွဲမဲ့မှုຢာကနဲ့တကွဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထမ်းနေလို့ပြောတယ်အလိုရင်မဲ့တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ဟာရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုန်းတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတတိချာချာစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကံအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါပေမဲ့ဘုန်းတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုန်းဘုန်းတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှဘုန်းဘုန်းတို့တွေကလူချင်းမမောစရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုຢာကမဖြစ်အောင်ဆုံးမမယ်ဟုတ်လားမကျေနပ်စရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမယ်မေတ္တာဖြစ်အောင်နော်ဘလို့အာယုန်နဲ့ပဲတွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဒါစိတ်ကိုဆုံးမတာအဲ့လိုမျိုးအာလောဘဓာတ်တွေအာဒေါသဆိုတဲ့မေတ္တာဓာတ်တွေအာမောဟဆိုတဲ့ပညာဓာတ်တွေဘုံတို့တဏ္ဍာမှာဖြစ်အောင်လုပ်တာကိုဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်ဒီနေရာဖြင့်ယာယီနေတဲ့စိတ်ကိုယဉ်ကျေးအောင်လုပ်လိုက်တာကျမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုံတို့ရဲ့စိတ်ဟာနော်တဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရတယ်ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုဆုံးမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်ဘုံတို့ဓမ္မပဒပါဠိတော်စိတ်တဝတ္ထဲမှာဒုံဒိကဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟနော်တချို့ဒီကဒါလေးရလိမ့်မယ်နော်ဒုံဒိကဟတနှိမ်နှင်းမှုရခဲရင်သောလဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကာမနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောတယ်စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လည်းမြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုစီးမရှိကံမရှိရောက်သွားတတ်တဲ့သဘောလည်းရှိနှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့သူကကောင်းနိုင်ပေါ်ရမရှိခက်ခဲပြီမလို့အဲ့ဒါကိုငါမဖြစ်အောင်ဒီစိတ်ကိုဆုံးမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာဆုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတုနော်စိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟံတန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါပဲနော်အဓိကချက်ကဒီကထာလေးကိုအကျမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပ္ပယ်ကိုပိုင်နိုင်ကြုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့ဒါဘုန်းဘုန်းတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြမ်းထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမန်လမ်းမှာမလုပ်ကြမလို့ဆုံးမကြရမယ်ပေါ့ဒီကဒါလေးကိုဘာကြောင့်မြတ်စွာဘုရားဟောတယ်လဲလူတိုင်းကြားဖို့ပါတယ်မြတ်စွာဘုရားလက်ထက်က
မာတိကမာတာတက္ကမကြီးသူနေတဲ့ရွာကိုယဟန်တော်6ကျိတ်တရားလာပြီးတော့အထုတ်ကြတယ်အဲ့ဒါတက္ကမကြီးကပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကိုသူကအထုတ်ပြီးတော့ယဟန်တော်တွေအရင်သူကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာသူကတကောအိဋ္ဌိပတ်နဲ့မှတွဲပြီးတော့ရတယ်။ဒါယဟန်နေရဲ့စိတ်ကိုသူကအိမ်ကနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်။အဲဒါကြောင့်ယဟန်နေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေကဝါတွင်း3လအတွင်းမှာသူတို့လည်းပဲယဟန်နာဖြစ်ကြတယ်။ဒါသူတို့ယဟန်နာဖြစ်တာဒီဒကမာကြီးရဲ့ကျေးဇူးမကင်းဘူးပေါ့နော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတစ်ဆင့်ဒီဒကမာကြီးရဲ့ဂုဏ်သတင်းကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်ဆည်းပေးနိုင်တယ်လို့ဒီသတင်းကအလွန်မှုေးတယ်ပေါ့အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြင်မြန်ဆန်းဆန်းတရားထုတ်တရားမြတ်ရမှာပဲဆိုပြီးတော့သူသွားတယ်ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမာကြီးကသိနေတယ်သူကအဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာတယ်ကျောင်းကလည်းညစ်ပတ်နေတာအတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းသမားရောက်လာတယ်နောက်နေ့ဆွမ်းခံသွားဖို့ငါခီးပန်းလာတယ်ဆွမ်းလေးများလာပို့ရင်ကောင်းမယ်ဆိုဆွမ်းလာပို့တဲ့လူရောက်လာအဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားအဲ့တော့မောင်မစင်ဘယ်နဲ့ကြောင့်မမေးသိမမေးလိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပေါ့နော်အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီးတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့ဘာလို့တော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်တာကိုလည်းတွေးတာပဲလေအဲ့တော့ငါလာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတို့ခိုးတယ်နဲ့တကွနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာအဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီကြောင့်ပဲဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားသိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာနေရဲဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာသောသောကဂါထာလေးနော်ဒါဘုံကအကြောင်းအရာထုတ်ပတ်တိလေးကိုအနှစ်ချုပ်ပြီးတော့ပြောတာနော်ဒုံနိဂဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတုစိတ်တန်တန်ဒုက္ခဝဟဒုံနိဂဟတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးနော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိတယ်ခုဒီနာတော်ကြဟိုနာခုဒီအကြောင်းအရာတော်ကြဟိုအကြောင်းအရာရောက်ချင်ရောက်တွေ့ချင်တွေ့ယထကာမနိပါတိနောစီမရှိကမ်းမရှိဗျံပရာရောက်ချင်ရောက်တွေးချင်တွေးပြီးတော့ဘယ်သူမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျက်စားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတုနော်စိတ်တတစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာတုကောင်း၏ဘာလို့တော့စိတ်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာနော်ဒီစိတ်မယဉ်ကျေးဘူးယဉ်ကျေးတယ်ဆိုတာဘာကိုပြောတာတော့ဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြမ်းထမ်းနေဒီလိုခေါ်ရတယ်အဲ့ဒီလိုအနေအထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဘုံဘုံတို့နားလည်လို့ရပါတယ်နော်မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖော်မယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပေါက်ကွဲတဲ့အဆင့်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝဟာပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော်
လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်အဲ့ဒီစိတ်ရိုင်းပြီးတော့မှသာလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားတာအဲ့ဒါကိုဘုံဘုံတို့ကနီးမှန်လမ်းမှဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာနော်ဆွန့်လွတ်နိုင်မှုတွေအဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမှန်ကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့နော်အမောဟပညာတရားတွေဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုဆုံးမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့လက်တွေ့လေးဘုံဘုံတို့ကြိုးပမ်းအထုတ်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်တပြိုင်တည်းနားလည်ထားမှာကငါစိတ်တွေရိုင်းနေပြီဆိုတာကိုနားလည်ရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးပေါ့နော်ဒါဘုံဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကားလုံးရဲ့နယ်ပယ်ကျေပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့နော်တာမန်ဘုံဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကထင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကရိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကိုမဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတိလင်းပြောထားတာပဲလေဒုံနိကဟတနှိမ်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုန်းဘုန်းတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလဒ်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ်ဟုတ်လားအဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုန်းဘုန်းတို့စူးစမ်းနိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြိမ်းအေးမှုတတ်တာမှုချမ်းသာမှုဘုန်းဘုန်းတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုံးမရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုန်းဘုန်းတို့ဘာလုပ်ရမလို့စူးစမ်းကြဒါကြောင့်မြတ်စွာဘုရားကအမျှော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတသာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်သားလေးနဲ့ယဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့တော့သူ့ရဲ့ဥပိ္ပဇေဆရာရှင်သာရိပုတ္တရာနဲ့ကိုရင်ဝိပြီးမကြခင်မှာပဲမြို့ထဲကိုဆွမ်းခံလိုက်သွားတာလို့ဆွမ်းခံလိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာ哦ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေကစိတ်ရှိသလားလို့မေးတယ်ဟုတ်လို့မေးတာတော့ဆိုတော့လိုချင်တဲ့နေရာကိုရေတွေကနော်တွင်နဲ့စီးလာတာဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာစိတ်မြဲရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဝမေးကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ကဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်ကိုလိုချင်တယ်လို့လုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါရဲ့စိတ်ကိုနော်သမထတရားဝိပဿနာတရားနဲ့နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်မရှိရမလို့အဲ့လိုစဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်မုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့တော့ဆိုတော့မြားတံတွေကိုဖြောင်းနေတာတွေ့မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးဘေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက်နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါးတံလေးတွေမှာရောစိတ်ရှိသလားဝါးတံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောတော့ဟာလို့စိတ်မရှိတဲ့ဒီဝါးတံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောင်းမှတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမလို့ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးတာအဲ့ဒါနဲ့ဘုန်းဘုန်းတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလုပ်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလှဲဘိန်းတွေလုပ်နေကြမြင်ကွင်းကအစုံမြင်ရတာပေါ့နော်
အဲ့ဒီလှဲဘိန်းတွေလုံနေတော့လှဲဘိန်းတွေကဘုန်းတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှဝိုင်းကြီးဖြစ်သွားတာ။အိုးအဲ့ဒါကိုဒီမှာစူးတို့စောက်တို့ဓာတ်တို့ပဲကုတ်တို့နဲ့ရွေကြခုတ်ကြထစ်ကြပြုတ်ပြင်းကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဖေ။ကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်စောတော့လို့ပဲစိတ်မရှိတဲ့အသားကိုတောင်လိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတော်ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဖို့နော်ငကြင်းသားလေးနဲ့နော်ဆွမ်းရအောင်လဲဆွမ်းခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့တယ်ကိုရင်ကဒါရှင်သာရိပုတ္တရာလည်းခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်လေးအခြေခံပြီးတော့သူ့စိတ်ကိုစောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့ရာဂဒေါသမောဟမာနဣတ္တမစီယစရှိတဲ့ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှန်လမ်းမှန်မြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ်။အဲ့ဒီမှာတကယ်ကိုရင်ပန္တိတကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်နော်။အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုန်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်ဥဒကေညိနေယန္တိနိဋ္ဌိကဥတုကာရဓမယန္တိတေဇနံဒါရုံဓမယန္တိတစ္ဆကအတ္တနာဓမယန္တိပန္တိတာတဲ့ဒီကထာလေးလည်းကောင်းဥဒကေညိနေယန္တိနိဋ္ဌိကလေသမားတို့သည်ဥဒကံရေကိုနေယန္တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေ့ပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥတုကာရဓမယန္တိတေဇနံဥတုကာရလေးသမားတို့သည်တေဇနံမြားတံကိုဓမယန္တိအပူပေး၍ဖြောင်းကြတယ်မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မှန်နိုင်မှာ哦မြားတံကဝိတ်ဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှတို့သိတယ်ရှိတာကို तू ကမှန်မှန်ကန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတံဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥဒကေညိနေယန္တိနိဋ္ဌိကဥတုကာရဓမယန္တိတေဇနံဒါရုံဓမယန္တိတစ္ဆကလက်သမားဆရာတို့သည်ဒါရုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားအစတော့တရားတုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီဆိုလို့ရှိရင်ပရိဘောကအသုံးဆောင်လည်းဖြစ်နိုင်တယ်စောတော့ကပြောလို့ယင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နတ်ရုပ်ထုလည်းဖြစ်နိုင်တယ်ဆင်းတုတော်လည်းဖြစ်နိုင်တယ်ဒီတစ်သားအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကနီးမှလက်မှစနစ်တကျတော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမျှော်မှန်းနိုင်တဲ့အကျိုးရလဒ်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချဲ့ထွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုသိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော်လေသမားဆိုရင်လည်းမြားတံကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်မြားတံမှာဖြတ်အောင်မလုပ်နိုင်တဲ့လေသမားဟာဘယ်လိုလုပ်ပြီးတော့မှသူပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်နိုင်တဲ့လေသမားဖြစ်မှာမဟုတ်ဘူးနော်အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပရိဘောဂပစ္စည်းဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်နောက်ရှင်လက်သမားဆရာဟုတ်မှာဖြစ်မှာမဟုတ်ဘူးနော်ရေမှကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးမြားတံမှာမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးကိုလိုချင်တဲ့ပုံသဏ္ဍာန်မှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူးအဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ဗာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့တရားဓမ္မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမပေါ့နော်အတ္တနံဓမယန္တိပန္တိတာအမျှော်မြင်ရှိကြတယ်အကြောင်းအကျိုးသိကြမြင်ကြတယ်နော်ဘာလို့ရင်ဘာဖြစ်မယ်ဆိုတာကိုနားလည်ကြတယ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေနော်အဲ့လိုပုဂ္ဂိုလ်တွေကဘာလို့ကြတော့အတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုရင်ကျေးအောင်မရိုင်းဆိုင်အောင်ဆုံးမကြတယ်တဲ့ရေကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူးမြားတံမှာမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးဟုတ်လားအဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလက်သမားမဖြစ်နိုင်ဘူးနောက်ဆုံးစကားကြတော့ဘယ်လိုပြောမလို့ကိုယ်စိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလူဟာပညာရှိ
မဖြစ်နိုင်ဘူးဒီလိုမျိုးတွေးရမှာနော်ဒါကြောင့်ဒီဂါထာလေးတွေကိုဘုန်းဘုန်းတို့ကြည်ခြင်းအဖြစ်ကိုယ်စိတ်ကိုစုံမရတာခက်ခဲတယ်မလွယ်ကူဘူးဆိုတာကိုဘုန်းဘုန်းတို့နော်သိထားတော်လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုနော်ဖြစ်မြောက်အောင်ဘုန်းဘုန်းတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားလို့လေနော်အဲ့ဒါကိုဘုန်းဘုန်းတို့လုံမတာလင်ကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလုပ်ဘဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဘုန်းဘုန်းကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူးလွယ်တဲ့အတိုင်းပဲဘုန်းဘုန်းတို့ဖြစ်တယ်လို့ပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိဘူးကိုယ်စိတ်ကိုဘုန်းဘုန်းတို့လွတ်ထားဖို့ဆိုတာလွယ်ပါတယ်ဒီတိုင်းပဲထားလိုက်ရုံပဲလေအိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါတယ်ဘာမှခက်ဘုန်းဘုန်းတို့ကြိုးပမ်းစရာမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ဘုန်းဘုန်းတို့ကြိုက်မယ်နော်အာယုံရိုးနဲ့တွေ့ရင်ဘုန်းဘုန်းတို့မိုက်မယ်ပေါ့နော်ဒီလိုသွားတာဒါလွယ်ပါတယ်ဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုန်းဘုန်းတို့လိုချင်တဲ့ကောင်းကျိုးရလဒ်ကိုဖြစ်စေမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့နိဋ္ဌာယုံပဲတွေ့ငါစိတ်ကိုမရိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်မေတ္တာတရားကိုပဲဖြစ်ထွန်းစေရမယ်တိခံမှုခွင့်လွှတ်မှုကိုပဲဖြစ်ထွန်းစေရမယ်လို့အဲ့လိုကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုန်းဘုန်းတို့ဆုံးမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရရှိတဲ့သဘောကိုစောစောကရေလိုပဲတူပါဟုတ်လားကိုလိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားစိုက်ရတယ်ဒီတိုင်းပြစ်ထားမယ်ဆိုရင်တော့ရေကသူ့အတူနေရနော်အပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုန်းဘုန်းတို့မလုပ်ရင်လိုလားတောင့်တတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဘူးဟုတ်လားအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြောက်အောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြားကိုဖြောင်းကြတယ်လက်သမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန္ဒီလောက်ကန်ကြတယ်အဲ့ဒါလိုပဲအမျှော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့ပညာရှိတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့ဒါလို့ဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုဆုံးမမလို့ဒါကအရေးပါတဲ့မိဂုံးဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ္မာအောင်ယဉ်ကျေးအောင်ဘယ်လိုဆုံးမမလို့ဒါကိုယ်စိတ်ကိုဘယ်လိုဆုံးမမလဲဆိုတဲ့မိဂုံးရဲ့အဖြေလိုရင်းတူရှင်းလေးဘုံဘုံတို့တာဏုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်ဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခု2ပုဒ်ရှိပြီနော်ပြောတာဂါထာလေး၃ပုဒ်ကိုဆက်ပြီးတော့ဘုံဘုံကပြောနေတာဟုတ်လားအစီအစဉ်လေးချပြီးတော့ပြောနေအဲ့ဒီတာဏုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တာဏုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူကသူ့ဘလူလောကနတ်လောကမှာသူကမျက်နှာပွင့်တော့ကိုရင်ကိုမထွက်စေခြင်းဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘီလူမကဝင်ပူးပြီးတော့တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလို့မှငါလက်ကမလွတ်เสียအောင်ငါမဖြစ်အောင်နှိပ်စက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပူးပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းအရာမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်တာနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးယန္တာဖြစ်အဲ့ဒီကိုရင်တာနုကိုအကြောင်းပြုတော့မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လည်းကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရာမှအတိပ္ပယ်ပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုဆုံးမဖို့အတွက်အတူဆုံးနိလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်အောင်နာစီခြင်းတယ်နော်။ဘာပြောထားတော့ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကယထကာမယထာဒုက္ခံတတိဇာဟနိကနိတာမိယောနိတောဟဋ္ဌိပပိဏံဝေယအင်ကုတကဟောတဲ့ဂါထာကြီးဂါထာဆိုရတာတော့နည်းနည်းခက်တယ်ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကယထကာမယထာဒုက္ခံဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘယ်လိုပြောတော့ပုရိရှိခါကာလ၌ဣဒံစိတ်တံဤစိတ်တည်ဆိုလိုတာရှေးတုန်းကစပြီးတော့ခုချိန်ထိတိုင်အောင်တတ္တဝါတွေရဲ့စိတ်ဘုသူစိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လားစိတ်တည်ရဲ့သဘောဘယ်လိုရှိတော့တဲ့ဟိုရှေးတုန်းကစပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစိတ်တံဤစိတ်တည်ယထကာမယေနိစကံယထကာမယထာဒုက္ခံယေနိစကံအလိုရှိတိုင်းယထကာမအလိုရှိရာယထာဒုက္ခံကောင်းနိုးရာရာစာရိကံလှဲ့လေခြင်းကိုအစရိလှဲ့လေခဲ့ဘူးလားလေပြီတဲ့ဒကာဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကဟိုးဘဝတန်တရားကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်သလိုကျက်စားလာခဲ့တယ်အာယုန်ရဲ့ပုံမှာထင်သလိုကျက်စားလာခဲ့တယ်
အဲ့လိုထင်လို့ကျက်စားလာတယ်ဆိုတော့မြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြတော့အဲ့ဒါလေးကိုဘုံဘုံကအလွန်ပြောခြင်းရေနိစ္စကယထကမယထာဒုက္ခစကလုံးလေး၃လုံးသုံးရေနိစ္စကအလိုရှိတိုင်းယထကမအလိုရှိရာယထာဒုက္ခကောင်းလို့ရာအဲ့ဒါဘုံဘုံစိတ်ထဲမှာဘယ်လိုနားလဲသွားတော့ဘယ်လိုတွေးမိတော့ဆိုတော့စိတ်ဆိုတာနော်ကောင်းလို့ရာသူကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားတာဟုတ်လားယထာဒုက္ခကောင်းလို့ရာအဲ့ဒီသူကောင်းတယ်ထင်တဲ့အာယုံပေါ်မှာသူကောင်းတယ်ထင်တဲ့အာယုံမှာကျက်စားတဲ့ခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲ့ကိုမှသူကဘာထပ်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတဲ့ကမှသူကြိုက်တာကိုထပ်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်တဲ့ဘုံဘုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမယ်ထင်တာကိုရွေးပြီးတော့ကျက်စားတယ်အဲ့ဒီကောင်းမယ်ထင်တာတွေကမှကိုစိတ်ကြိုက်ကိုကြိုက်တာထပ်ပြီးတော့ရွေးတယ်ပေါ့အဲ့ဒီကြိုက်တာကိုတွေ့ပြီဆိုရင်တော့ရေနိစ္စကအလိုရှိတိုင်းတဲ့အလိုရှိတိုင်းဆိုတာကတော့အတိုင်းစားမရှိတော့ဘူးပေါ့နော်ဒီထဲပဲ तू ကတဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့ကျက်စားနေတော့တာစိတ်ရဲ့သဘောလေးကိုဘုံဘုံကမြတ်စွာဘုရားပြောပြတဲ့စကားလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြော့ပြတာဟုတ်လားကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုတွေးပြီဆိုရင်တော့ကြိုက်တဲ့လောက် तू ကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့ तू ထင်တယ်လို့ကျက်စားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗျံပရာဒီလိုလာခဲ့တာအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဥမာပေးတော့အင်ကုတကဟောတဲ့ချွန်းကင်သောစင်တိန်သည်ဟဋ္ဌိပဝေနအမုံရသောစင်ကိုနေကနာတိဝိယနှိတ်ကွဆုံးမတကဲ့သို့ဣဇယနေ့အဟံငါသည်တန်စိတ်တံထိုဖြစ်စဉ်တိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောမနတိကာရလို့ဆိုတဲ့တင့်တယ်လျှောက်ပတ်မှန်ကန်စွာတွေးတောဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမနတိကာရဖြင့်နိကနိတာမိနှိတ်ကွပေအံဆုံးမပေအံဒီကြတော့သူကနှိတ်ကွတယ်ဆိုတဲ့စကားကိုသုံးတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဥမာပေးတော့ချွန်းကင်ထားတဲ့ဆင်တိန်ဟာအမှုံရစ်တဲ့ဆင်ကိုဆုံးမတယ်လို့နှိတ်ကွတယ်လို့တဲ့ဟုတ်လားဆင်ကိုဘုန်းဘုန်းတို့ဆုံးမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကိုင်းတဲ့နေရာမှာလက်ချီဗလာတက်နဲ့သွားပြီးတော့ကိုင်းလို့မရဘာပါရမလို့ချွန်းပါရမယ်နော်အဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကိုင်းတွယ်တဲ့နေရာမှာဘာမှဘုန်းဘုန်းတို့အသိဉာဏ်ပညာမရှိဘဲနဲ့ကိုယ်စိတ်ကိုလိမ္မာစေခြင်းနဲ့ရင်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုန်းဘုန်းတို့ဆုံးမလို့မရအမုံရစ်တဲ့ဆင်ကိုဆုံးမမယ်ဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့နော်ဒီစိတ်ကိုဘုန်းဘုန်းတို့ဆုံးမမယ်ဆိုလို့ရှိရင်လည်းပဲလက်နဲ့လိုတယ်ပေါ့နော်အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပြောဆိုယောနိသောလို့ပြောတယ်ယောနိသောဆိုတာယောနိသောမနတိကာရကိုပြောတာနော်ယောနိသောမနတိကာရဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့လမ်းကြောင်းမှန်မှန်တွေးတာနော်သူစဉ်းစားတာဆင်ခြင်တာတွေးတောတာလမ်းကြောင်းမှန်တယ်မှန်တဲ့အတိုင်းသူတွေးတောတတ်တယ်ဆင်ခြင်တတ်တယ်နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ယောနိသောမနတိကာရအဲ့ဒီယောနိသောမနတိကာရဖြင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘာလို့ရမလို့ဆုံးမရပြီတဲ့အလွန်ကောင်းနော်ဒီကထာလေးဟုတ်လားတတန်တရားလုံးဖြစ်ရှင်တိုင်းဖြစ်လာတဲ့နှကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုတွေ့ရင်ကြိုက်တဲ့လောက်နောက်မဆုတ်တန်းကျင်လေကျက်စားလာခဲ့တဲ့ဘုန်းဘုန်းတို့ရဲ့စိတ်ဟုတ်လားအဲ့ဒီစိတ်ကိုဒီကနေ့ကစပြီးတော့ချွန်းကင်တဲ့ဆင်လေးဟာအမုံရစ်တဲ့ဆင်ကိုနှိပ်ကွတ်တယ်လို့နော်ယောနိသောမနတိကာရဆိုတဲ့ပညာတရားနဲ့ငါရဲ့စိတ်ကိုနှိပ်ကွတ်မယ်ဆုံးမမယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်လားအဲ့ဆိုရင်ဘုန်းဘုန်းတို့အဖြေတွေ့ပြီနော်ဒီစိတ်ကိုဘုန်းဘုန်းတို့ဘာနဲ့ဆုံးမမလဲဆိုတဲ့မေခွန်းရဲ့အဖြေအတွေ့တော့ယောနိသောမနတိကာရဟုတ်လားယောနိသောမနတိကာရဒီကိုယ့်ရဲ့စိတ်ကိုဆုံးမတဲ့နေရာမှာမဖြစ်မနေလိုအပ်တဲ့လက်နက်ပဲဟုတ်လားအဲ့ဒါမပါရင်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဆုံးမလို့မရအောင်အဲ့လိုဆိုလို့ရှိရင်ယောနိသောမနတိကာရရဲ့အကြောင်းကိုဘုန်းဘုန်းတို့ချစ်ပြည့်နားလည်ဖို့လိုမယ်ပေါ့နော်ဒါဘုန်းဘုန်းတို့ယောနိသောမနတိကာရရဲ့သဘာဝကိုအကျဉ်းမြင်လေးယောနိသောမနတိကာရ၅မျိုးရှိတယ်ဆိုတာကိုပြောခြင်းအဖြစ်ယောနိသောမနတိကာရရဲ့အကြောင်းကိုနည်းနည်းလေးလေ့လာကြည့်မယ်ပေါ့နော်ယောနိသောမနတိကာရအကျဉ်းမြင်အဖြစ်၅မျိုးရှိသူကအဓိပ္ပာယ်ကအကျယ်ကြီးတကယ်တမ်းကတော့ပညာနဲ့ရှင်ပြီးတော့ဖြစ်နေတဲ့မြင့်မြတ်တဲ့သဘာဝဟုတ်လားဒါပေမဲ့အဲ့ဒါကိုဘုန်းဘုန်းတို့အနှစ်ချုပ်ပြီးတော့နော်ယောနိသောမနတိကာရကိုနားလည်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်၅မျိုး၅ပိုင်းပိုင်းပြီးတော့ဘုန်းဘုန်းတို့နားလည်ကြည့်ရမယ်အဲ့ဒါအခြေခံကြတဲ့ယောနိသောမနတိကာရတစ်မျိုးအစစ်မြင့်တဲ့ယောနိသောမနတိကာရ၄မျိုးဆိုပြီးတော့ယောနိသောမနတိကာရအကြောင်းကိုဘုန်းဘုန်းတို့နားလည်ကြည့်မယ်နော်အခြေခံကြတဲ့ယောနိသောမနတိကာရဆိုတာဘာပြောတာလဲဆိုတော့ကံကံရဲ့အကျိုးကိုမှန်မှန်ကန်ကန်စဉ်းစားနိုင်တာတွေးတောနိုင်တာဆင်ခြင်နိုင်တာဟုတ်လားကံကံရဲ့အကျိုး
ဒါဗုဒ္ဓဘာသာတွေအနေနဲ့အခြေခံကြကြနားလည်ထားကြပြီးသားနော်ကံဆိုတာဘာကိုပြောတာတော့စေတနာကိုပြောတာနော်ကိုယ့်ရဲ့အတွင်းတန်တန်မှာကာယကံမှုဝစီကံမှုမနောကံမှုဆိုတဲ့အမှုကိစ္စတွေဖြစ်ဖို့အတွက်တိုက်တွန်းနှိုးဆော်နေတဲ့သဘောတိုက်တွန်းနှိုးဆော်တဲ့သဘောပဲစေတနာဆိုတာသူ့ရဲ့တိုက်တွန်းနှိုးဆော်မှုနဲ့ဘုံဘုံတို့ကာယကံမှုဝစီကံမှုမနောကံမှုအလုပ်တွေအပြောတွေအတွေးတွေဆိုတာအထမြောက်သွားတာဒါကြောင့်သူ့ကိုမြတ်စွာဘုရားကံလို့သတ်မှတ်အကျိုးပေးတာသူကအကျိုးပေးတာဟုတ်လားအဲ့ဒီကံကအကျဉ်းများဖြင့်ကောင်းတဲ့ကံရဲ့ဆိုးတဲ့ကံကောင်းတဲ့ကံကကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်ဆိုးတဲ့ကံကနော်ဆင်းရဲဒုက္ခကိုဖြစ်စေတယ်ဒါက तू ကဘယ်သူမှအဲ့လိုဖြစ်အောင်လုပ်ထားတာမဟုတ်ဘူးသူ့ရဲ့တဘာဝနိယာမအတိုင်း तू ကအဲ့တိုင်းသွားနေတာဟုတ်လားအဲ့ဒီအမှန်တဘာဝကိုဘုံဘုံတို့ကဘာလုပ်ရမလို့စဉ်းစားရမယ်ဆင်ခြင်ရအဲ့ဒါကိုစဉ်းစားမယ်ဆင်ခြင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုဆုံးမပြီးသားဖြစ်တယ်နော်အကုသိုလ်ဖြစ်เสียအခြေအနေတွေနဲ့ကြုံလာပြီဆိုလို့ရှိရင်ဘုံဘုံတို့ဒီအခြေခံကြတဲ့ယောနိတော်မနတိကာရကိုလက်ကင်ထားရကိုပြုထားတဲ့ကံတရားအတိုင်းဖြစ်နေကြတာလို့ဆင်ခြင်ရင်ဘုံဘုံတို့မှာမကျင်တဲ့စိတ်တွေလျော့နေသွားနိုင်လက်ခံနိုင်မှုတွေမြင့်လာတယ်ဗောနော်ဒီချက်စဉ်းစားနော်တတ္တဝါတိုင်းဟာကိုပြုထားတဲ့အမှုအတိုင်းကိုစေတနာနဲ့တန်တဲ့အကျိုးရလဒ်ကိုရရှိနေကြတာလို့ဘုံဘုံတို့ဆင်ခြင်ရင်ဘာလျော့နေသွားမလို့မကျင်တဲ့မှုလျော့နေတယ်ဒါတစ်ချက်နော်နောက်တစ်ခုကိုပြုတဲ့အတိုင်းကိုစေတနာအတိုင်းဆက်ပြီးတော့ဘုံဘုံတို့ရရှိကြရမှာခံစားကြရမှာသိမ့်ပိုက်ကြရမှာလို့အနာဂတ်ပေါ့နော်အနာဂတ်ကိုဘုံဘုံတို့ပါတော့ကမ္မအမြင်နဲ့ဘုံဘုံတို့တွေးကြည့်တာပေါ့အဲ့လိုတွေးကြည့်ရင်ဘာဖြစ်မလို့ဆိုတော့တတိထားမှုတွေထိတ်လန့်မှုတန်ဝေကတွေအများကြီးဖြစ်နိုင်တယ်ငါမကောင်းတာလုပ်လို့တော့မဖြစ်ဘူးမကောင်းတဲ့စိတ်မွေးလို့တော့မဖြစ်ဘူးဟောထိတ်လန့်မှုရှိတယ်နော်ငါကောင်းတာလုပ်မှဖြစ်မယ်တွန်းအားလည်းအများကြီးဖြစ်တယ်တတိထားမှဖြစ်မယ်ဟောစဉ်းစားနော်ဒီချက်လေးတစ်ချက်ဘုံဘုံစဉ်းစားမိတယ်ပေါ့ဟုတ်လားတတ္တဝါတိုင်းဟာကိုပြုထားတဲ့အမှုအတိုင်းကိုစိတ်စေနာနဲ့တန်တဲ့အကျိုးရလဒ်ကိုရရှိနေကြတာလို့စဉ်းစားရင်ဘာဖြစ်မလို့မကျေနပ်မှုနည်းမယ်ပေါ့ဟုတ်လားအနာဂတ်ကိုလှမ်းမျှော်မှန်းပြီးတော့ကိုပြုတဲ့အတိုင်းဖြစ်ကြမှာကိုစိတ်နဲ့တန်တဲ့အကျိုးရလဒ်ကိုရရှိကြမှာကိုစေတနာရဲ့အကျိုးရလဒ်ကိုကိုရိတ်သိမ်းကြရမှာဟောကိုစိုက်ထားတဲ့မျိုးစေ့အတိုင်းအပင်ပေါက်ပြီးတော့ဒါရရှိကြမှာဒီသဘောပေါ့နော်အဲ့ဒါကိုစဉ်းစားရင်ဘုန်းတို့ဘာဖြစ်မလို့တတိအားကြီးလာတယ်နော်မကောင်းတာကိုကြောက်မယ်ကောင်းတာကိုဘုံဘုံတို့ပို့ပြီးတော့ရဲရင်လာမယ်ပေါ့ဒီသဘောလေးတွေဟုတ်လားဒါဟာပါလေကိုယ်စိတ်ကိုဆုံးမတဲ့နေရာမှာမဖြစ်မနေမရှိမဖြစ်လိုအပ်တဲ့အခြေခံကြတဲ့ယောနိတော်မနတိကာရပဲနော်အရာရာကိုဘုံဘုံတို့ဒီအမြင်နဲ့ချင်းကပ်နိုင်ရင်အလွန်ကောင်းမယ်ဟုတ်လားနေ့စဉ်ကိုယ်စိတ်ထဲမှာမကောင်းတာဖြစ်ရဲမှာမဟုတ်ဘူးနော်အဲ့လိုဆိုလို့ရှိရင်ဒီအမြင်လေးရှိနေမယ်ဆိုရင်ဟုတ်လားငါစိတ်ထဲမှာဖြစ်နေတဲ့ဒီစေတနာကလည်း तू အမြဲတမ်းလို့ဖြစ်နေတာလေကောင်းမကောင်းတာကိုယ်ရသွားတာဟုတ်လားအဲ့ဒါကိုကိုယ်စေနာနဲ့တန်တဲ့အကျိုးရလဒ်ကိုရမှာကောင်းတဲ့စေနာကောင်းတာတွေဖန်တီးမှာမကောင်းတဲ့စေနာမကောင်းတာတွေဖန်တီးမှာလို့ဒီတတိကလေးရှိနေတယ်ဒီအတိလေးရှိနေတယ်ဆိုရင်ဘုန်းဘုန်းတို့ဟာစိတ်ယုံမှာကိုမွေးရဲဖို့မလွယ်တော့သဘောပေါက်လားဘုန်းပြောတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုစုံမတဲ့နေရာမှာဒီကံရဲ့အကျိုးကိုတနည်းအားဖြင့်စေတနာရဲ့စွမ်းရည်တတ္တိစေတနာနဲ့နောက်ဖြစ်လာမဲ့ဝိပါကအကျိုးပေးတွေဒါတွေကိုဘုန်းဘုန်းတို့အကြောင်းအကျိုးဆက်ပြီးတော့နော်နားလည်တတ်မယ်ရှင်တွေးတတ်မယ်ဟုတ်လားအဲ့ဒီနားလည်မှုရှင်တွေးမှုကိုလည်းပဲဘုန်းဘုန်းတို့လေ့ကျင့်မယ်ဒီဥစ္စာကိုမပြတ်နှလုံးသွင်းမယ်ဆိုလို့ရှိရင်ဒါဘာလုပ်နေရရောက်တော့ကိုယ်စိတ်ကိုစုံမနေရရောက်တယ်နော်အကျဉ်းသားအကုသိုလ်တွေဟာအဲ့ဒီကံရဲ့အကျိုးကိုစဉ်းစားတာနဲ့ကိုပဲဘုန်းဘုန်းတို့ဖယ်ဖြစ်ပြနိုင်လိမ့်မယ်လို့ဘုံဘုံစိတ်ထဲမှာအဲ့လိုယုံကြည်တယ်ပေါ့ဟုတ်လားစဉ်းစားကြည့်ဒါလက်တွေ့လဲစဉ်းစားကြည့်လိုက်ငါစိတ်ကောင်းနှလုံးကောင်းမွေးဖို့လိုတယ်စိတ်ကောင်းနှလုံးကောင်းငါမမွေးရင်ငါပဲဆင်းရဲရမှာဒီသဘောလေးပေါ့နော်ဒါကြောင့်မလို့ကံရဲ့အကျိုးကိုစဉ်းစားဆင်ခြင်ခြင်းဆိုတာဘာလို့နံပါတ်1အခြေခံအကြဆုံးလမ်းကြောင်းမှန်တွေးတောဆင်ခြင်တာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကျွမ်းကျင်အောင်လေ့ကျင့်ရမယ်ဟုတ်လားလေ့ကျင့်ပြီးရင်လည်းပဲဘာလို့ဖို့လို့တော့အသုံးချရမယ်ပေါ့နော်ဘလို့ချင်းနေပဲကြုံဒီစဉ်းစားဆင်ခြင်မှုလေးနဲ့ကိုယ့်ရဲ့စိတ်စေတနာကိုယ့်စိတ်ရဲ့အရည်အသွေးကိုနှိမ့်ချမသွားအောင်ဘာလို့ရမလို့ထိမ့်သိမ့်ရမယ်ပေါ့ဟုတ်လားဒါဒီပင်လည်းဘာလို့နေတာလဲကိုယ့်စိတ်ကိုဆုံးမတယ်ဟုတ်လားဒါကြောင့်ဒီအချက်ကိုကြည်ကြည်ပြန့်ပြန့်ဆက်ပြီးတော့လည်းဘုံဘုံကတွေးကြည့်စေခြင်းပါလေဟုတ်လားတတ္တဝါတိုင်းဟာကိုပြုထားတဲ့အမှုနဲ့တဏ္ဍာကိုရရှိနေကြတာကိုပြုထားတဲ့အမှုနဲ့တဏ္ဍာကိုရရှိကြအောင်မှာဘုံတို့ဥပိ္ပခာတရားကိုပြောတဲ့နေရာမှာဘယ်လိုပြောတော့တခါကြီးကံရဲ့ကျိုးကိုစဉ်းစားပြီးတော့ပြောတာနော်ဟုတ်တယ်မဟုတ်လားမြင့်မြတ်သောလေးလျူရှုမှုတတ္တဝါတိုင်းဟာအကုန်လုံးဟာတကယ်ကြတော့ဘယ်လိုတော့ဒီကံကျိုးဆွဲတဲ့အတိုင်း
ကနေကြရတာပဲဟုတ်လားဒီအကျိုးရလဒ်ကိုဘုန်းဘုန်းတို့ဘလို့မှရှောင်လို့မရဒါကိုလက်တွေ့ကြကြစိတ်ထဲကထဲထဲဝင်ဝင်နားလည်ထားဖို့လိုတယ်ဟုတ်လားကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုယ့်ရဲ့အရည်အသွေးကိုယ့်ရဲ့စိတ်နေတော့အကုန်လုံးကဘုန်းဘုန်းတို့တစ်ချိန်ကပြုတ်ခဲ့တဲ့အမှုတွေရဲ့အကျိုးရလဒ်တွေပဲအခုလည်းပဲဘုန်းဘုန်းတို့ကအမှုတွေကိုမပြုတ်ဘဲနဲ့ရက်တက်နေတာမဟုတ်ဘူးနော်စေတနာတွေကာယကံမှုဝစီကံမှုနောကံမှုတွေဆက်လက်ပြီးတော့ကံတွေဘာလို့နော်ထုတ်လုပ်နေတယ်အဲ့တော့အကျိုးရလဒ်တွေကလည်းရှစ်ဆက်ပြီးတော့သွားမှာပဲလေဟုတ်လားအဲ့ဒီတော့ဘုန်းဘုန်းတို့ကမ္မဝါဒအမြင်ကနေပြီးတော့ဘုန်းဘုန်းတို့နော်စဉ်းစားတွေးတောဆင်ခြင်နိုင်မယ်ဆိုလို့ရှိရင်အများကြီးကိုယ့်ရဲ့စိတ်ဟာဘာဖြစ်သွားနိုင်နော်ရင့်ကျက်သွားနိုင်တယ်ယဉ်ကျေးလိမ်မာသွားနိုင်တယ်ရိုင်းဆိုင်တာတွေလျှော့သွားနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်ဒါလေးကိုဘုံဘုံနည်းနည်းလေးဦးစားပေးပြီးတော့ပြောတယ်ဟုတ်လားဆင်ရိုင်းကိုဆုံးမဖို့ဆိုလို့ရှိရင်ချွန်းလို့တယ်ကိုယ့်ရဲ့စိတ်ကိုဆုံးမဖို့ဆိုရင်လည်းယောနိသောမနတိကာရလို့တယ်အဲ့ဒီယောနိသောမနတိကာရကြောင့်ပြောတာနော်ခုဟုတ်လားယောနိသောမနတိကာရဘယ်နှမျိုးလဲ၅မျိုးအခုကအခြေခံအကြဆုံးကံရဲ့အကျိုးဒီနေရာဖြင့်စေတနာနဲ့သူ့ရဲ့စွမ်းရည်တတိဒီတဘာဝဟုတ်လားဒါကိုဘုံဘုံတို့စဉ်းစားဖို့နောက်ဒုတိယအစင်းမြင့်ယောနိသောမနတိကာရ၄မျိုးဆက်သွားကြည့်မယ်နော်အစင်းမြင့်ယောနိသောမနတိကာရ၄မျိုးကိုဘုံဘုံတို့အကျဉ်းမြင့်မလို့မှတ်မလို့ဆိုတော့အနိစ္စဒုက္ခအနတ္တအတုပလို့ဒီလေးလုံးကိုအရင်မှတ်ဟုတ်လားအနိစ္စဒုက္ခအနတ္တအတုပကြားဘူးပြီးသားသကလုံးတွေပါဟုတ်လားကြားဘူးတာမှနည်းနည်းမဟုတ်ဘူးရင်းရင်းနှီးနှီးကိုကြားဘူးထားတယ်နော်အဲ့တော့အနိစ္စဆိုတာဘာပြောတာတော့မတည်မြဲတဲ့သဘောဘာပဲဖြစ်လာဘုံဘုံတို့စုပ်ကင်ထားလို့မရဘူးထိမ့်သိမ့်ထားလို့မရဘူးအကုန်လုံးဟာလက်လွတ်သွားတဲ့သဘောဆုံးရှုံးသွားတဲ့သဘောရှိတယ်ဖြစ်ချင်းတရားတွေရဲ့မတည်မြဲတဲ့သဘောကိုမြင်တာအနိစ္စကိုဘုံဘုံပြောနေတာနော်ဟုတ်လားအခုဘုံဘုံရဲ့အတန်ဒါကိုကြောင်းပြီးတော့ဒီမှာကြားစိတ်ဖြစ်တယ်တွေးတယ်ခံစားတယ်ဟာဒါတွေဖြစ်နေတယ်အခုလုံးလုံးဆယ်ဖြစ်နေတယ်အဲ့ဒီဖြစ်နေတာတွေကိုအကဲခတ်ကြည့်လိုက်ဘာဖြစ်သွားတာတော့ပြီးသွားတာဘယ်တော့မှပြန်ပြီးတော့မတွေ့နိုင်တော့ဘူးတကယ်လည်းမရှိတော့ဘူးဒါကြောင့်ပြီးလိုက်တာဒါပေမဲ့နောက်ထပ်အကြောင်းတရားတွေကဆက်နေတာဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီးတော့ဖြစ်နေတာဟုတ်လားတေချာစဉ်းစားနော်ဟုတ်လားအကုန်လုံးအပြီးပိုင်ထားခဲ့တာပေါ့နော်ထားခဲ့တာကအကောင့်ထဲကြံပြီးတော့ထားခဲ့တာမျိုးမဟုတ်ဘူးနော်လုံးဝမဖြစ်သွားတာတော့ပျောက်ကွယ်သွားတာဟုတ်လားအနာဂတ်မှာလည်းတကယ်တမ်းဘာမှကြိုးပြီးတော့စောင့်နေတာမရှိဘူးဟုတ်လားအခုပြစ္ဆုတ်ပံဖြစ်နေတာလေးကိုပဲဘုံဘုံတို့နားလဲကြည့်လိုက်ဒါကြောင့်ဒီအနိစ္စကိုသိခြင်းအဲ့ဒီသိထားတဲ့အသိကိုဘုံဘုံတို့အသုံးချတာပေါ့နော်အဲ့ဒါပါတော့အစင်းမြင့်တဲ့ယောနိသောမနတိကာရဘာမှတည်မြဲမနေဘူးဆိုတဲ့အမြင်အဲ့ဒါကိုနေရာတကာဘုံဘုံတို့အသုံးချကြည့်ဟုတ်လားဒါပေမဲ့သူ့ကိုအသုံးချနိုင်ဖို့အစကနဦးအထိုက်အလျောက်အနိစ္စရဲ့သဘောကိုပိုင်နိုင်နားလည်ထားတဲ့အသိဉာဏ်လေးတော့ရှိဖို့လိုမယ်လို့ထင်ဟုတ်လားအဲ့တော့အနိစ္စကိုသိခြင်းအဲ့ဒီပြစ္ဆုတ်ပံကလေးတွေကိုဘုံဘုံတို့ပိုင်းဖြတ်ပြီးတော့မြင်တတ်တဲ့ကြည့်တတ်တဲ့အလေးကျင့်ကိုလေ့ကျင့်ရတာတတိပဋ္ဌာန်ကိုပြောတာပါပဲဟုတ်လားပြစ္ဆုတ်ပံတိုင်းလေးကိုကြည့်နေသောသောဟာတွေမရှိတော့ဘူးဆိုတာကိုအလိုလျောက်နားလည်သွားလိမ့်မယ်ပြီးရင်တောက်လျှောက်ဘဝကရှေ့သို့မရက်မနာသွားနေတာနော်နည်းနည်းလေးတောင်ဘုံဘုံတို့ရက်လို့မရဘူးအစဉ်ပြေမပြေသွားနေတယ်တောက်လျှောက်နော်တမပေးထားတဲ့နာရီတစ်လုံးလို့တက်နဲ့သွားနေတယ်ဘယ်အချိန်မှမရက်ဘူးသေလည်းမရက်ဘူးသေလည်းနောက်ဘဝယုံနဲ့ဆက်ဖြစ်မှာပဲသူကအဘယ်အချိန်ကျမှဒီယုံနဲ့တွေအကုန်လုံးချုပ်ဆုံးသွားမှာတော့နော်ယဟန္တာဖြစ်ပြီးဟုတ်လားသုတိစိတ်ကြာပြိဋိဘံစံပြီးဆိုတော့မှယုတ်ဒုက္ခနံဒုက္ခတွေအကုန်လုံးသိမ့်သွားမှာဟုတ်လားအောက်ရှင်တော့ဘုံဘုံတို့သေတယ်ဆိုတာလည်းပဲဒါပါတော့ဘဝတစ်ခုကနေဘဝတစ်ခုအသစ်ထပ်ပြီးတော့ဖြစ်သွားတာပဲဘဝရဲ့ပုံသဏ္ဍာန်အနေအထားလေးကတော့ပြောင်းသွားတဲ့သဘောရှိတာပေါ့သို့တော့ယုံနာကတော့ယုံနာပဲဆက်ဖြစ်သွားတာပဲဟုတ်လားအိဆံဖြစ်တယ်ဆိုရင်လည်းပါတော့ယုံနာပေါ့ဒါပေမဲ့အဲ့ဒီနံတရားတွေကြတော့အဆင့်အတန်းအရည်အသွေးတော့ကွာသွားတာပေါ့နော်လူရဲ့နံဓာတ်နဲ့အိဆံရဲ့နံဓာတ်ဘယ်တူမလို့ဘာမတူတာတော့သိနိုင်မြင်နိုင်တဲ့အနေအထားမတူတာဟုတ်လားနောက်အိဆံလေးတွေကိုလည်းသိပြီးတော့အဆင့်မနှိမ့်နဲ့နော်လူရဲ့စိတ်မှာလည်းပဲသိနိုင်မြင်နိုင်စွာအကျနေတယ်ဆိုရင်တချို့လူရဲ့စိတ်ကအိဆံစိတ်နဲ့သိထူတာမဟုတ်ဘူးနော်သဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့တော့ဘုံဘုံအခုဗာပြောနေအောင်ဆိုအနိစ္စပါနော်မတည်မြဲမှုအဲ့ဒီမတည်မြဲမှုကိုသိအောင်တတိပဋ္ဌာန်နည်းပညာပြစ္ဆုတ်ပန်တိုင်းကိုအတိမတ်ပြုတဲ့နည်းပညာပြစ္ဆုတ်ပန်တိုင်းကိုအတိမတ်ပြုတာဘယ်ကနေစမြတ်စွာဘုရားသင်ပေးတော့အနိစ္စကိုသိဖို့ဒီအာနာပါနအစသင်ပေးဟုတ်လားဒီဝင်လေထွက်လေလေးဒီထဲမှာဘုံဘုံတို့အမှန်တရားတွေကိုအဆုံးစွန်ထိလိုက်ရှာလို့ရနိုင်တယ်ဒီထဲမှာဘုံဘုံတို့ဇွဲမရှိလို့မတွေ့တာဟုတ်လားဒီယုတ်တိနံတွေဒီအာနာပါနဝင်သက်ထွက်သက်ထဲမှာ
ယုံနံတဘာဝကိုဘုံဘုံတို့သိနိုင်တယ်အနေဆာကိုသိနိုင်တယ်အနတ္တကိုသိနိုင်တယ်ဒုက္ခကိုသိနောက်ဆုံးဒုက္ခသစ္စာကိုသိသွားနိုင်တယ်နောက်ဆုံးလောကကြီးတစ်ခုလုံးရဲ့အပေါ်မှာအမှန်သိပြီးတော့ဒါရဲ့အပေါ်မှာတွေ့တာမဲ့မောမှုကိုစွန့်လွတ်နိုင်တဲ့မြင့်မြတ်တဲ့အရိယာသူတော်စင်ဖြစ်ကိုရောက်သွားနိုင်တယ်ဒီဝင်လေထွက်လေကိုကြည်ချင်းအားဖြင့်ပေါ့နော်အနေဆာသိတဲ့အဆင့်ကိုအများကြီးကျော်သွားနိုင်တယ်နော်သဘောပေါက်လားဘုံပြောတာအဲ့ဒီအနေဆာကိုဘုံဘုံတို့သိအောင်လှုပ်ထားလို့သိမယ်ဆိုရင်အဲ့ဒါကိုဘုံဘုံတို့ဘာလုပ်အောင်လို့အသုံးချရမယ်တွေးတောရမယ်ဆင်ခြင်ရမယ်ဒီအနေဆာကိုကိုသိဘူးတဲ့အတိလေးကိုဘုံဘုံတို့ဖြောက်မပြစ်နဲ့အဲ့ဒါကိုမေ့မထားနဲ့အဲ့ဒါကိုနေရတကမှာဘာလုပ်ရမလို့အသုံးချရမယ်မြတ်စွာဘုရားဒါကိုအလွန်မြင်သေးခြင်းတာအဲ့တော့ဒီဝိပဿနာဉာဏ်နဲ့ဒီအနေဆာကိုဘုံဘုံတို့အလွန်စိတ်တဲ့အနေထားထိရအောင်မြင်တာကိုမှပညာလို့ဆိုတာမဟုတ်ခက်ကြဲမြင်ရင်လည်းဒါသူ့အဆင့်နဲ့သူပညာပဲဆိုကြပါစို့မြတ်စွာဘုရားဟောထားတဲ့ဝေပုံလပပ္ပတသုတ်တံဆိုတာရှိတယ်ဘုံဘုံတို့ဟောဖို့ပါလေဒီဝေပုံလတောင်ကြီးကိုပြပြီးတော့မြတ်စွာဘုရားဟောတာလေဒီတောင်ကြီးကတစ်ချိန်တုန်းကနာမည်ဘယ်လိုခေါ်တယ်ဘယ်လောက်မြင့်တယ်သူ့ထိပ်ကိုရောက်အောင်ဘယ်လောက်တက်ရတယ်အဲ့ဒီတုန်းကလူသားတွေရဲ့တက်တန်းကဘယ်နှသောင်းရှိတယ်အဲ့ဒီတုန်းကဘယ်ဖျားပွင့်ခဲ့တယ်လက်ရတော်ရံကဘယ်သူလက်ဝဲရံကဘယ်သူအခုအဲ့ဒါတွေမရှိတော့ဘူးဒီတောင်ကြီးရဲ့အဲ့ဒီတုန်းကနာမည်လေးပျောက်သွားပြီဟောဒီကဘာမှာဖြစ်ခဲ့တာကိုမြတ်စွာဘုရားပြောတာဟုတ်လားနောက်တဆင့်တက်လာဟောနောက်ဖျားတဆူကောက်ကူတန်ကောနာဟာလာကတ္တပဖျား၄ဆူကိုဖျားဟောတာဟုတ်လားနောက်ဖျားဆူကြတော့ဒီတောင်ကြီးကနည်းနည်းနှိမ့်တော့တယ်နာမည်လည်းပြောင်းသွားပြီလူတွေရဲ့တဏ္ဍာလည်းတိုးသွားပြီတောင်ကနှိမ့်သွားတဲ့အခါကျတော့တဲ့ရဆင်းရတဲ့အချိန်ကလည်းတိုးသွားပြီအဲ့ဒီမှာပွင့်လေဖျားဟောခုမရှိတော့ဘူးဒါအနိစ္စကိုမြင်ဖို့မြတ်စွာဘုရားပြောတာဟုတ်လားအဲ့ဒါနဲ့ဟောကောက်ကူတန်ကောနာကုံပြီးတော့ဗါတော့ကတ္တပဟုတ်လားပြီးတော့ဂေါရမအဲ့ဒါမြတ်စွာဘုရားနောက်ဆုံးငါဘုရားလည်းပြိဋိဘံဆံသွားလိမ့်မယ်ဘယ်ရာမှဖုံဖုံတို့ရက်တီနေတာမဟုတ်ဘူးသူအချင်းပြေစိတ်တိုင်းကြမကြဘာကြီးပဲဖြစ်လို့နေဒီဟာအကုန်လုံးတူးကြီးစွာဘာဖြစ်နေတော့ပျောက်ကွယ်လိုက်နေတယ်ပေါ့အဲ့ဒီအမြင်ကိုဖုံဖုံတို့ဟာကိုယ်စိတ်ထဲမှာခိုင်မြဲအောင်တိဆောက်ထားရမယ်ဟုတ်လားပြီးရင်ဘာလို့ဖို့လဲမမေ့ရမှာအသုံးချရမယ်စဉ်းစားရမယ်ဆင်ခြင်ရမယ်အဲ့ဒါပါတော့အရှင်းမြင့်တဲ့ယောနိတော်မနတိကာလပဲဒါဘုံဘုံတို့ရဲ့စိတ်တွေမကြမ်းထမ်းခြင်းဘူးမရိုင်းဆိုင်ခြင်းဘူးတနည်းအားဖြင့်မဆင်းရဲခြင်းဘူးဆိုရင်ဒီစိတ်ကိုရှင်ကြည်အောင်ဆုံးမမယ်ဘယ်နည်းနဲ့ဆုံးမမလို့အနိစ္စမြင်တဲ့အမြင်ပေါ့နော်ဘာမှဒီမြင်နေတာမဟုတ်ဘူးဒီသဘောဟုတ်လားဒါပါတော့အရှင်းမြင့်တဲ့ယောနိတော်မနတိကာလအနိစ္စပြီးတော့ဘာလာမလို့ဒုက္ခဟောဒီနေရာမှာဒုက္ခဆိုတာကိုဘုံဘုံတို့နည်းနည်းပြောစရာရှိတယ်သူကအနိစ္စကိုမြင်ပြီးတဲ့နောက်မှာဆက်လက်ပြီးတော့မြင်လာတဲ့ဒုက္ခမျိုးကိုဒီနေရာမှာဆိုလို့လားဒုက္ခကဖုံဖုံတွေးမိသလောက်အကျဉ်းမြင်၃ချက်လောက်နားလည်ရမယ်ဟုတ်လားဒုက္ခဝေဒနာအရာမှာပြောတဲ့ဒုက္ခရှိတယ်ဒုက္ခလက္ခဏာအရာမှာပြောတဲ့ဒုက္ခရှိတယ်ဒုက္ခသစ္စာအရာမှာပြောတဲ့ဒုက္ခရှိဟောသိချာနားထောင်နော်ဒုက္ခဝေဒနာဒုက္ခလက္ခဏာဒုက္ခသစ္စာအကျဉ်းမြင်ဒီလောက်တော့နားလည်ရမယ်နော်ဗုဒ္ဓဘာသာဝင်တွေဟုတ်လားအဲ့တော့ဒုက္ခဝေဒနာဒုက္ခလက္ခဏာဒုက္ခသစ္စာဒုက္ခဝေဒနာဆင်းရဲတယ်ကိုယ်ဆင်းရဲတော့ဒုက္ခဝေဒနာစိတ်ဆင်းရဲတော့ဒေါမနတဝေဒနာဒီလိုတော့ခွဲသွားသေးတယ်ပေါ့ဟုတ်လားအခုပြောမှာပါအောင်ဆိုဒုက္ခလက္ခဏာကိုပြောမှာဟုတ်လားဒုက္ခလက္ခဏာဆိုတာကြတော့သူကမမြဲမှုကိုမြင်တဲ့အတွက်ကြောင့်တဘာဝတရားတွေရဲ့ပုံမှာဒါဟာကောင်းမွန်တဲ့သဘောတွေမဟုတ်ဘူးလို့နားလည်သွားတဲ့သဘောဟုတ်လားဒါကြောင့်သူကဒုက္ခဝေဒနာလဲဒုက္ခလက္ခဏာထဲမှာအကျုံးဝင်တယ်ဒုက္ခဝေဒနာလဲဒုက္ခလက္ခဏာထဲမှာအကျုံးဝင်တယ်သဘောပေါက်လားမသိဘူးနော်ခံရခက်တဲ့ဒုက္ခဝေဒနာလည်းပဲဒုက္ခလက္ခဏာထဲမှာအကျုံးဝင်တယ်နော်ခံစားလို့ကောင်းတဲ့ဒုက္ခဝေဒနာလည်းဒုက္ခလက္ခဏာထဲမှာပဲအကျုံးဝင်တယ်ဘာဖြစ်လို့ဒုက္ခဝေဒနာလည်းပျက်စီးလို့ဒါကြောင့်မြတ်စွာဘုရားတန်ရုပ်ပါဠိတော်ထဲမှာဒုက္ခဝေဒနာကိုမြှားဆူးတယ်လို့ရှုရမယ်တဲ့ဒုက္ခဝေဒနာကိုတော့ဒုက္ခလို့ရှုရမယ်ဒီလိုမြတ်စွာဘုရားဟောတယ်နော်ဒုက္ခဝေဒနာကိုဘာလို့ရှုရမလဲဒုက္ခလို့ရှုရမယ်ဆိုအဲ့ဒါကိုပြောတာဒုက္ခဝေဒနာကြတော့ဘာတော့မြှားဆူးတယ်လို့တဲ့ gain တန်ချောင်းနဲ့ကိုယ့်အသားကိုထိုးကြည့်နော်အလေးနဲ့ထိုးတာတောင်ဘယ်လိုနေတော့နာနော်ခံရခက်တဲ့သဘောပေါ့ဟုတ်လားဒါကြောင့်ဘုန်းတို့ဒုက္ခလက္ခဏာကိုနားလည်ဖို့ဆိုလို့ရှိရင်ပထမဦးစွာအနိစ္စလက္ခဏာကိုစောစောပြောခဲ့တဲ့အနိစ္စကိုမြင်တဲ့ဉာဏ်ကိုရအောင်လုပ်ရမယ်အဲ့ဒါရပြီဆိုရင်တဖြည်းဖြည်းနဲ့ရိပ်မိလာတယ်ဩဘာကြီးဖြစ်နေလဲကောင်းတာတွေဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်ဒီယုတ်ဒီနန်းတွေကမတည်မြဲတဲ့အတွက်ကြောင့်ကိုပဲကောင်းမွန်တဲ့သဘောမဟုတ်ဘူးဒါပြောတာယံပနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိလို့မြတ်စွာဘုရားမေးတယ်လေအနတ္တလက္ခဏာတုတ်မှာမမြဲတဲ့တရားဆင်းရဲလားချမ်းသာလားလို့မေးတာအဲ့ဒါပဲလေမမြဲမှတော့ဘယ်လိုလုပ်ပြီးတော့မှချမ်းသာတဲ့တရားမဟုတ်ဘူးတော့ကောင်းမွန်တဲ့တရားမဟုတ်ဘူးလို့ပြောတာဟုတ်လားအဲ့ဒါလိုဒုက္ခကိုမြင်ပြီးဆိုလို့ရှိရင်
ကောင်းတဲ့လောကဓာတ်နဲ့တွေ့ဆိုးတဲ့လောကဓာတ်ပဲတွေ့ဘာတော့ဒုက္ခပဲဘယ်ဟာမှကောင်းမွန်နေတာမဟုတ်ဘူးကျင့်တတ်เสียဘယ်ဟာမှမဟုတ်ဘူးဘုန်းဘုန်းတို့ဒုက္ခဝေဒနာနဲ့တွေ့လို့ကောင်းတဲ့လောကဓာတ်နဲ့တွေ့လို့ကျင့်တတ်နေတယ်ဆိုတာသူ့ရဲ့ပျက်စီးသွားမှုကိုမမြင်လို့သာလေဘုန်းဘုန်းတို့ကကျင့်တတ်နေတာသဘောပေါက်ရဲ့လားသူ့ရဲ့ပျက်စီးလိုက်နေမှုကိုမြင်တယ်ဆိုလို့ရှိရင်ဒီဥစ္စာကျင့်တတ်เสียမဟုတ်ဘူးဒါဆင်းရဲတစ်မျိုးပဲလို့နားလည်လာဒါပါတော့ဒုက္ခလက္ခဏာနော်အဲ့ဒီဒုက္ခလက္ခဏာတွေအနိစ္စလက္ခဏာတွေကိုရင့်တန်အောင်မြင်လို့ဝိပဿနာဉာဏ်နဲ့မြင်တော့နောက်ဆုံးအရိယာမဲ့ဉာဏ်ဖူဉာဏ်ရပြီဆိုတော့သိသွားတဲ့ဒုက္ခကပါတော့ဒုက္ခသစ္စာဆင်းရဲရလို့ဘာဖြစ်နေတာမှမဟုတ်ဘူးဆင်းရဲတက်ဖြစ်နေတာလို့တကယ်ကိုပဲပိုင်နိုင်ပိုင်းခြားပြီးတော့သိသွားတဲ့ဉာဏ်အဲ့ဒါတော့အရိယာဖြစ်မှာပဲဘုံဘုံတို့နားလည်နိုင်မဲ့သဘောပေါ့နော်ဒါကြောင့်ဒုက္ခနဲ့ပတ်သက်ပြီးတော့ဘယ်နှလုံးလောက်သိရအောင်သုံးလုံးသိရမယ်နော်ဒုက္ခဝေဒနာဒုက္ခလက္ခဏာဒုက္ခသစ္စာဟုတ်ရလားနောက်ဆုံးဒုက္ခသစ္စာကြတော့ဘာတော့ပိုင်းခြားပြီးတော့သိရမယ်အမှန်တရားလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်အိဋ္ဌံတွေပဲဖြစ်ဖြစ်ယုံနာမှန်သမျှဒုက္ခသစ္စာပဲသဘောပေါက်ရလားအဲ့လိုဆိုရင်အဲ့ဒီဒုက္ခကိုထိုက်လျောက်နားလည်ပြီးအနိစ္စကိုနားလည်မှနော်ဟုတ်လားနားလည်ပြီဆိုလို့ရှိရင်ဒါကိုဘာလို့ရမလို့အသုံးချရမယ်အတွေ့အကြုံတိုင်းမှာအကုန်လုံးဒုက္ခတွေကြီးပဲလို့မြင်ရမယ်အဲ့ဒါစိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာသူလည်းလက်နဲ့တစ်မျိုးပဲနော်အနိစ္စကိုသိမြင်ခြင်းသည်လည်းပဲအစွမ်းထက်သောလက်နဲ့ဒုက္ခကိုသိမြင်ခြင်းသည်လည်းအစွမ်းထက်သောလက်နဲ့ဟောနောက်ပါလာမလို့အနတ္တဆိုတာနော်ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးသူအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်နေတဲ့တက်သဘာဝတရားအစုအဝေးလို့အမြင်ပေါက်လာတဲ့သဘောအနိစ္စနဲ့ဒုက္ခကိုသိပြီးတဲ့နောက်မှာအနတ္တကိုဘာဖြစ်လာတော့သဘောပေါက်လာအကုန်လုံးသဘာဝတရားတွေကိုဖန်တီးထားတာမဟုတ်ဘူးဘယ်သူဖန်တီးထားတာမှလည်းမဟုတ်နော်သူကပိုးပြီးတော့အသိဉာဏ်မြင့်မားလာတာပေါ့ဟုတ်လားသဘာဝတရားတက်သူအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတာမဖြစ်เสียအကြောင်းရှိတာကိုမဖြစ်အောင်လည်းဘယ်သူမှမတားနိုင်ဘူးဖြစ်လာလို့ပြက်သွားရင်လည်းမပြက်အောင်ဘယ်သူမှဆွဲထားလို့လည်းမရဘူးသူဘယ်သူမှလည်းဂယုမဆိုင်ဖဲနဲ့ဂယုဆိုင်เสียဘယ်သူမှလည်းတကယ်တမ်းတော့မရှိပါဘူးသဘာဝတရားသူ့လမ်းကြောင်းသူသွားနေတာအဲ့ဒါကိုဘာခေါ်တော့အနတ္တပေါ့နော်အဲ့ဒါမြတ်စွာဘုရားအနတ္တကိုသိဖို့ကြတော့ဘယ်လိုလေးကပ်ပြောတော့မျက်စိဟာငါမဟုတ်ဘူးအဆင်းဟာလည်းငါမဟုတ်ဘူးသူဖြစ်နေတဲ့သဘောလေးနော်ဒီဟာကြီးကိုဘုန်းဘုန်းတို့ဒီဘဝကြီးဒီပုံစံကြီးဖြစ်အောင်ကိုဖန်တီးတာလည်းမဟုတ်ဘယ်သူလားဖန်တီးထားတာမှမဟုတ်သူအကြောင်းတရားရှိလို့ဆက်ဖြစ်နေတဲ့သဘောပဲတရားကဟုတ်လားဒါကစောစောကပြောတဲ့အနိစ္စတွေကိုနားလည်မှဒီအနတ္တကဘာလို့နိုင်တော့နားလည်နိုင်မှာနော်ဟုတ်လားယံပနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိဒုက္ခပန္တိယံပနာနိစ္စံဒုက္ခဝိပရိနာမဓမ္မကံလနုတံတမနုပတိတုံဧတံမမဧသောဟမတမိဧသောမေအတ္တတိနောဟိတံပန္တိရတယ်မဟုတ်လားမမြဲတဲ့တရားဆင်းရဲလားချမ်းသာလားဆင်းရဲပါဗျာမမြဲဘူးဆင်းရဲတယ်ဖောက်လဲဖောက်ပြန်ဖြစ်နေတယ်ဆိုရင်အဲ့ဒီတရားတွေကိုငါဥစ္စာလို့ငါအတ္တလို့စွဲယူမှားမှားယွင်းယွင်းမှတ်ထင်ခြင်းကတင့်မှမလားလို့မြတ်စွာဘုရားမေးတာလေကြားဘူးတယ်နော်အဲ့တော့အနတ္တကိုသိဖို့ဆိုလို့ရှိရင်ဘုံဘုံတို့ရှေ့ကအနိစ္စနဲ့ဒုက္ခကိုဘာလို့ဖို့လို့တော့ကျွမ်းကျင်သိဖို့လိုမယ်ပေါ့ဟုတ်လားအဲ့လိုသိပြီဆိုလို့ရှိရင်လည်းပဲဒီအနတ္တအမြင်ကိုဘုံဘုံတို့ဘာလို့အောင်တော့အတွေ့အကြုံတိုင်းမှာအသုံးချရမယ်အဲ့ဒါဆိုရင်အစစ်မြင့်တဲ့ယောနိတော်မနတိကာလဖြစ်တယ်ကိုယ်စိတ်ကိုဆုံးမတဲ့နေမှာသူဒီလက်နှက်ပေါ့အိဋ္ဌဒုက္ခအနတ္တနောက်ဆုံးပါလာမလို့အတုပသူကတော့ပိုးပြီးတော့လွယ်ပါတယ်စောစောကအိဋ္ဌဒုက္ခအနတ္တကိုမြင်ဖို့ကြတော့ပြစ္ဆုတ်ပံယုံနာတိုင်းကိုတတိပဋ္ဌာန်ဤပညာကိုအသုံးပြုပြီးတော့ပြစ္ဆုတ်ပံတိုင်းကိုဘုန်းတို့နော်တိနေတဲ့အလေးကျင့်ကိုလေ့ကျင့်မှများမှအိဋ္ဌဒုက္ခအနတ္တကိုသဘောပေါက်နိုင်ဟုတ်လားဒီအတုပဆိုတာကြတော့သူ့ထက်ပိုပြီးတော့ဘုန်းတို့လွယ်ကူနားလည်လို့ရတယ်လွယ်တယ်လို့ဆိုတော့လည်းပဲမကြိုးစားရင်လုံးမကြည့်ရင်သူလည်းပဲမသိနိုင်ပါဘူးမြတ်စွာဘုရားဘယ်လိုဟောတော့ဒီအတုပသဘောကိုနော်အတုပဆိုတာမတင့်တယ်တဲ့သဘောဟုတ်လားမတင့်တယ်ဘူးဆိုတာလူတိုင်းလည်းလက်ခံတယ်စိတ်ကလည်းတကယ်လည်းသိတယ်သို့တော်ဒီဥစ္စာကိုဘုံဘုံတို့ကပိုင်နိုင်သိအောင်လေ့ကျင့်မထားတဲ့အခါကျတော့မှားယွင်းမှုကပဲပြန်ပြီးတော့ဖုံးလွှမ်းသွားတယ်အဋ္ဌိနာဟာရုတံယုတ်တော်ဒဇမန္တဝလိပနောသဝိယကာယောပရိစ္ဆန္နောယထာဘုဒ္ဓနာတိတတိဒီကတန်းကယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်လှသူဖြစ်ဖြစ်အိုသူဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဒီခန္ဓာကိုယ်ကြီးကဘယ်လိုတိဆောက်ထားတာတော့အယိုးကိုအမာခံနေရာမှာထားပြီးတော့တိဆောက်ထားတာအယိုးကပင်ကိုအထေတရက်ကြီးပဲဒါကြီးပဲကျန်တာတွေကသူ့ကိုအကုန်မှီနေကြရတာဟုတ်လားအယိုးကိုမှီရနော်သေချာကြည့်လိုက်ဟုတ်လားအဋ္ဌိနာဟာရုတံယုတ်တော်အဲ့ဒီအယိုးအကျော်တွေနဲ့ဖွက်ဆက်ထားတယ်ဒဇမန္တဝလိပနောဟုတ်လားအသားတွေအသွေးတွေနဲ့ဘာလုပ်ထားလဲလိမ့်ကြံထားတယ်သဝိယကာယောပရိစ္ဆန္နောအဲ့ဒါကိုမှအပေါ်ကအရေတူအရေပါနဲ့အုပ်ထားတယ်
အဲ့ဒါလိုလဲအုပ်လိုက်ရောယထာဘူတနတ္တိတတိမှန်မှန်ကန်ကန်မမြင်ရတော့မသိတော့ထဲထဲဘာတွေရှိတယ်ဘလို့တိဆောက်ထားတယ်ဆိုတော့ဘုံဘုံတို့အမြင်တော့ဘူးအပေါ်ယံဖုံးလွှမ်းထားတာတွေတင်ဘုံဘုံတို့ရဲ့ဉာဏ်ကဘာဖြစ်သွားတော့ရက်သွားတာဉာဏ်မဟုတ်ပါဘူးလေဘုံဘုံတို့ရဲ့စိတ်ကအဲ့ဒီနားတင်ရက်နေတယ်ဟုတ်လားအဲ့ဒီမှာဘုံဘုံတို့မတင့်တယ်မှုဆိုတဲ့အမှန်တရားကိုမမြင်တော့မြင်အောင်လုပ်ဖို့မခက်ခဲဘူးဆိုတော့လည်းပဲမြင်အောင်မလုပ်တဲ့အခါကျတော့မမြင်ဘူးလွယ်လည်းပဲလုပ်ကြည့်မှလွယ်မှာ哦ဟုတ်လားဒါကြောင့်အဲ့ဒီကိစ္စကိုလည်းပဲဘုန်းတို့ပေါ့ပေါ့တော့သဘောမထားသင့်ဘူးလို့ထင်တယ်။ဘာလို့ဒီအဲ့ဒီမဟာဝိဇ္ဇသုတ္တံမှာမြတ်စွာဘုရားကဒီအတုပကိုနားလည်အောင်ကြိုးစားရင်လေအရိယာမဲ့ဉဏ်ဖူဉဏ်ကိုရနိုင်တယ်လို့အတိလင်းဟောထားတယ်။ဟုတ်လား။အဲ့ဒီဝိဇ္ဇသုတ္တံကိုရအောင်ကြက်ထားနော်အလွန်ကောင်းတဲ့အဲ့ဥစ္စာဟုတ်လား။သန္တာရာကောဝိရတောတောဘိက္ခုပညာနဝဣဒာဣစ္ဆကအမတံတန်တိန်နိဗ္ဗာနံဗရမစ္ဆုတံဟုတ်လား။တကယ်ဘုန်းတို့ဒီခန္ဓာရဲ့မတင့်တယ်မှုနော်ယွန်ရှာဆက်စုပ်ပွဲအတုပအမှုကိုတကယ်မြင်ပဲဆိုရင်ဟုတ်လားကိုယ်ခန္ဓာကိုယ်ပေါ်မှာပဲဖြစ်ဖြစ်သူတစ်ပါးခန္ဓာကိုယ်ပေါ်မှာပဲဖြစ်ဖြစ်ဆန္ဒရာဂလို့ဆိုတယ်ဒီအလိုဆန္ဒလောဘတွေကဘာဖြစ်သွားမလဲချုပ်ပြောက်သွားမယ်ဣစ္ဆကအမတံတန်တိန်နိဗ္ဗာနံဗရမစ္ဆုတံနော်ငြိမ်သက်တဲ့ချမ်းသာအစစ်ဖြစ်တဲ့မသေးရာနိဗ္ဗာန်ကိုရနိုင်တယ်လို့အတိအလင်းမြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ဒီအတုပလွယ်ကူတယ်ဆိုတဲ့ကိစ္စလေးကိုဘာလို့ဖို့လို့တော့စူးစမ်းကြည့်ဖို့လိုတယ်လုပ်ကြည့်ဒီ32ခုထာတာကိုနော်သင်ယူဖို့တော့လိုမယ်နော်သူကလည်းပဲဟုတ်လားဇာမေမွေးခြင်းခြေသည်လက်သည်သွားရည်အသားကြောရိုးတွင်ခြင်းသည်အညှို့နှလုံးအသေးအမြင့်အဖြစ်ဆုပ်ဥမဥသိမ်းစာသစ္စာဟောအုံနောက်သေးရည်တလိပ်ပြည်သွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစေကျင်ကဲ32ခုထာတာအစုဝေး32မျိုးပေါ့ဟုတ်လားအဲ့ဒါကိုဘယ်ကုဋ္ဌာတာဘယ်နာလေးမှာဘလို့အယောင်ရှိတယ်ဘလို့ပုံသဏ္ဍာန်ရှိတယ်သူ့ဘေးမှာဘယ်ကုဋ္ဌာတာရှိတယ်ဒီကိုယ်လုံးကိုကျွမ်းကျင်အောင်မြတ်စွာဘုရားခန္ဓာဗေဒပေါ့ဟုတ်လားဒါဘလို့ခိုင်းတော့သင်ယူခိုင်းတယ်လေ့လာခိုင်းတယ်ပြီးရင်ဘာလို့အောင်လဲအဲ့ဒါကိုဆင်ခြင်ရမယ်သုံးသပ်ရမယ်ဒါပဲလေဒီဟာပဲရှိတာပဲဟုတ်လားဒါကိုမြင်လို့ရှိရင်ဘုံဘုံတို့အတ္တလို့ဆိုတဲ့ငါဇွဲပေါ့ဘာဖြစ်သွားမလို့နဲသွားတဖြည်းဖြည်းနဲ့နဲသွားမယ်ဒါကြောင့်မလို့ဘုံဘုံတို့ဒီအတုပကိုနားလည်အောင်လုပ်ပြီးရင်လည်းဘာလို့မလဲသူ့ကိုလည်းမမေ့နဲ့အသုံးချမယ်ရွှေရှာဆက်စုပ်ပဲအစုဝေးမျှပဲလောကဆိုတာဟုတ်လားအဲ့ဒီလိုမျိုးသွားမယ်ဆိုရင်လည်းပဲဒါအဆင့်မြင့်တဲ့ယောနိတော်မနတိကာလဖြင့်ကိုယ့်ရဲ့စိတ်ကိုနော်အဆင့်အတန်းရှိအောင်လိမ္မာအောင်ယဉ်ကျေးအောင်ဘလို့ရောက်တော့ဆုံးမရောက်တယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ယောနိတော်မနတိကာလဘယ်နှမျိုးတော့5မျိုးအခြေခံယောနိတော်မနတိကာလလို့ဆိုတဲ့စေတနာရဲ့စွမ်းရည်တတ္တိသို့မဟုတ်ကံကံရဲ့အကျိုးဒါကိုဘုံဘုံတို့စဉ်းစားဆင်ခြင်တာနော်ကိုပြုထားတဲ့အတိုင်းဖြစ်နေကြတာကိုပြုတ်ထားတဲ့အတိုင်းဖြစ်ကြအောင်မှာဒီနှမျိုးနော်ကျင့်နှမှုရဖို့နဲ့တတိတံပစဉ်ဉာဏ်ရှင်နိုင်ဖို့ဒီအတွက်ဘုံဘုံတို့ဘာလို့ဖို့လို့တော့ဒီနှစ်ချက်ကိုကောင်းကောင်းစဉ်းစားဖို့လို့ဟုတ်လားကိုပြုတ်ထားတဲ့အတိုင်းဖြစ်နေကြတာကိုပြုတ်ထားတဲ့အတိုင်းဖြစ်ကြအောင်မှာသဘောပေါက်လားဘုံပြောတာဒါဘာလို့တဲ့ဘာလို့တာလဲစိတ်ကိုဆုံးမဖို့ကိုယ့်ရဲ့လက်နက်ကိုထက်မြက်အောင်ပြင်ဆင်နေရရောက်တယ်ဟုတ်လားဒီဟာနဲ့ဘုံဘုံတို့ဘာလို့ရမှာတော့အသုံးချရမယ်ဒါအခြေခံကြတဲ့ယောနိသောမနတိကာရအစဉ်မြင့်တဲ့ယောနိသောမနတိကာရဘယ်နှမျိုးတော့၄မျိုးအနိစ္စဒုက္ခအနတ္တအတုပဒါကိုသိမြင်နားလည်အောင်လုပ်ပြီးတော့အသုံးချခြင်းအပြင်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုလိမ္မာရင်ကြည်အောင်ဘယ်လိုမလို့ဆုံးမရမယ်ဒါကိုမြတ်စွာဘုရားဟောတာနော်တာနုတာမဏိကိုဟောတာဟိုးရှေးတုန်းကစဒီကနေ့တိုင်အောင်ဘယ်လောက်ကြာပြီမှမသိဘူးရှေးကဟုတ်လားဇီစိတ်ဟာဘယ်လိုလာခဲ့တော့ကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုတွေ့ရင်ကြိုက်တဲ့လောက်ကျက်စားနေတာဒီလိုထင်တယ်လို့လာခဲ့တဲ့စိတ်ကိုဒီကနေ့ကစပြီးတော့အမှုံရစ်တဲ့ဆင်ကိုဆင်တင်းဟာချွန့်ကင်ပြီးတော့ဆုံးမတယ်လို့မျိုးငါဒီကနေ့ကစပြီးငါရဲ့စိတ်ကိုယောနိသောမနတိကာရဆိုတဲ့ပညာချွန်းနဲ့ဘာလို့မလို့ဆုံးမပြီးအံ့လို့ဒါမြတ်စွာဘုရားဟောတာနော်အဲ့ဒါဘုံဘုံဒီကနေ့ပြောရတာလေးတွေနော်တဏှာကြီးရှိသွားပြီနော်အကုန်နှစ်ချုပ်ကြည့်မယ်ဟုတ်လားစိတ်ကိုဆုံးမခြင်းဒီချမ်းသာခြင်းဤအကြောင်းလို့တရားကောင်းတဲ့လေးပေးထားနော်ဟုတ်လားတရားကောင်းတဲ့လေးကြားလိုက်တာနဲ့ကိုပဲဘုံဘုံတို့တတိယတရားရှိအောင်ဘုံဘုံတို့အဲ့လိုလေးပေးကြည့်တာဟုတ်လားစိတ်ကိုဆုံးမခြင်းဒီချမ်းသာခြင်းအကြောင်းစိတ်ကိုမဆုံးမဘူးဆိုလို့ရှိရင်တော့ဆင်းရဲခြင်းအကြောင်းပေါ့ဆန့်ကျင်ဘက်ကဟုတ်လားစိတ်ကိုလွတ်ထားမယ်ဆိုရင်တော့ကိုယ်ကိုဆင်းရဲအောင်လုပ်နေတာပေါ့နော်အဲ့ဒါကိုဘုံတို့ဘယ်ကနေစပြောတော့နော်စိတ်ဟာနှိမ်နှင်းဖို့ခက်တယ်အလွန်မှလည်းမြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာရောက်တတ်တဲ့သဘောရှိဒီလိုသဘောရှိတဲ့စိတ်ကိုဆုံးမနိုင်ခြင်းဟာကောင်းတယ်ဘာကြောင့်လဲစိတ်ကိုဆုံးမခြင်းဟာချမ်းသာဒုက္ခကိုပေးနိုင်လို့နော်ဒါကမာတိကမာတာဒကမာကြီးအကြောင်းပြုပြီးတော့ယန္တာဖြစ်သွားတဲ့အညတရဘိက္ခုယဟန်လေးကိုဟောတဲ့ဂါထာပေါ့နော်ဆက်ပြီးတော့ဘုံဘုံပါပြောတော့
ပညာရှိတဲ့လူတွေဟာအမျှော်မြင်ရှိတဲ့လူတွေဟာစိတ်ကိုဆုံးမမှချမ်းသာမယ်ဆိုတာကိုသိတဲ့မြင်တဲ့အတွက်ကြောင့်ကိုယ်စိတ်ကိုဆုံးမဖို့ကြိုးစားကြတယ်။လေသမားဟာရေကိုလိုတဲ့နေရာကိုယူတယ်။လက်သမားဟာတက်သားကိုကြိုက်တဲ့ပုံစံဖြစ်အောင်ဖန်တီးတယ်။လေးသမားဟာမြားတံကိုဖြောင်းအောင်ပြုလုပ်တယ်။အဲ့လိုပဲပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုဆုံးမတယ်။ဒါပဲဆိုအကြောင်းပြောဟောတာတော့ကိုရင်ပဏိတကိုအကြောင်းပြုတယ်ဟောတာနော်။ဆက်ပြီးတော့ဗာပြောတော့ဒီစိတ်ကိုအဲ့လိုဆိုလို့ရှိရင်ဘယ်လိုဆုံးမမလို့ဆိုတဲ့နီလန်ပိုင်းသူ့တော့ဘုံဘုံတဝက်အချိန်ယူပြီးတော့ပြောလိုက်တယ်ဟုတ်လားရှေ့ပိုင်းကတော့စိတ်ကိုဆုံးမပုံဆုံးမနည်းဆိုတာထက်ဒီစိတ်ကိုဆုံးမဖို့လိုအပ်တယ်ဆိုတာလေးကိုဘုံဘုံပြောလိုက်တယ်နော်နောက်ပိုင်းမှာဗာပြောတော့စိတ်ကိုဘယ်လိုဆုံးမမလဲဆိုတဲ့နီလန်ဘယ်လိုဆုံးမမလို့ယောနိသောမနတိကာရနဲ့ဆုံးမရမယ်နှလုံးသွင်းမှန်ကန်မှုပေါ့နော်ဒါကြောင့်ယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမှန်ကန်မှုဉာဏ်ပညာတရားလက်ကင်ထားပြီးတော့မိမိတို့ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်အထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း